အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနက်ကျွန်တော်ဈေးသွားရင်းနဲ့အကြီးရကလေးတွေ့တာနဲ့ငါးနဲ့တွဲချက်မယ်ဆိုပြီးတော့ဝယ်ခဲ့လိုက်ပါတယ်အဲ့ဒါနဲ့အိမ်ပြန်ရောက်တော့ကျွန်တော်ဟင်းစချက်ဖို့အတွက်ပြင်ဆင်ပါတယ်အကြီးရကလေးကိုရေတေချာဆေးပြီးတော့ရေစစ်ထားပါတယ်ခင်းရင်ဒီနှလုံးကိုတော့ကျွန်တော်6စိတ်ခွဲလောက်ခွဲထားပါတယ်ခင်ဗျာပြီးလို့ရှိရင်ကြက်သွန်ပြူကြက်သွန်နီငြူတီစိမ်းတို့ကိုလည်းအစင်သင့်ပြင်ထားပါတယ်ခင်ဗျာပြင်ဆင်စရာတွေပြင်ဆင်ပြီးသွားတဲ့နောက်မှာတော့ငါးကိုကျွန်တော်အရသာစပြီးတော့နေပါမယ်စားထည့်ပါမယ်ခင်ဗျာပြီးရင်တော့ဆွနွေးမုန့်ကျွန်တော်ထည့်ပါမယ်ပြီးရင်တော့အရသာစိတ်ဝင်တော့ကျွန်တော်တေချာလေးနေပေးပါမယ်ဝယ်လာတဲ့ငါးလေးကဥလေးတွေလည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်ဥလေးတွေကိုလည်းအရသာဝင်အောင်ဖြည်းဖြည်းချင်းနေပါတယ်နေပြီးသွားပြီဆိုရင်တော့ကျွန်တော်ဟင်းစချက်ဖို့အတွက်ပြင်ဆင်ပါမယ်ဟိုစီရင်ထည့်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ကြက်သွန်အနီကိုစပြီးစီလိုက်ပါမယ်ပြီးရင်ခင်းရင်ဒီထက်ထည့်ပါမယ်နော်ခင်းရင်ဒီကြက်သွန်ဒီနွမ်းတော်ပြီဆိုရင်ကျွန်တော်ရောင်လေးနဲ့စနွှမုံရင်စထည့်ပါမယ်ပြီးရင်ရေပြီးမှုန့်ထည့်ပါမယ်နော်ရောင်လေးလည်းကြိုက်တော့ပြီဆိုရင်တော့မကြီးရွက်ရင်ထည့်မယ်ပြီးရင်တော့တက်တိုက်ပြီးပါမယ်ညာကြီးရွက်ပြီးညွှန်းတော့တဲ့အထိကျွန်တော်တို့ဒီချာလေးမှုပြီးတော့ချက်ထားပါမယ်ကြီးရွက်ကလေးညွှန်းတော့ပြီဆိုရင်တော့ကျွန်တော်ငမြာရင်ထည့်ပါမယ်အားထည့်ပါမယ်နော်အားထည့်ပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ရေထည့်ပါမယ်ပြီးရင်တော့ဖုံးလေးအုပ်ထားပါမယ်ဖုံးတာ9မိနစ်လောက်ကြာသွားပြီဆိုတော့ကျွန်တော်ငပိထည့်ပါမယ်ခင်ဗျာပြီးတော့တေချာလေးခြေပေးပါမယ်ခင်ဗျာပြီးထည့်ပြီးတော့တေချာလေးမနှမ်းစားအောင်မှွေပြီးတဲ့နောက်မှာတော့ငါးလေးတွေကိုဟိုဘက်ဒီဘက်လှမ်းပေးပါမယ်ခင်ဗျာပြီးရင်တော့ရေနည်းနည်းထပ်ထည့်ပြီးတော့ကျွန်တော်တို့ဖုံးအုပ်ပြီးနောက်ထပ်10မိနစ်လောက်ထပ်ပြီးတော့ချက်ပါမယ်ခင်ဗျာ10မိနစ်လောက်ပြည့်သွားပြီဆိုရင်တော့ဒီလေးတွေခန်းလာပြီဖြစ်ပါတယ်ဒီခန်းသွားတဲ့အချိန်မှာတော့ကျွန်တော်စပြီးတော့ပြီးသားငေးပြီးစိမ့်နဲ့ကြက်သွန်ဖြူကိုထည့်မှာဖြစ်ပါတယ်နံလေးမွေပြီးတော့
င်းချင်းဆက်ဆက်ကလေးဖြစ်တော့အောင်ပါဒီချာလေးမှုပြီးတော့မှဖုံးလေးအုပ်ပြီး9မိနစ်လောက်ထပ်ဆောင်ပါ9မိနစ်လောက်နေတော့ပိုလိုချင်းတဲ့အနေထားလေးရောက်တော့ပြီဖြစ်တဲ့အတွက်ကျွန်တော်စပြီးတော့ပကံထဲကိုထည့်ဖို့အတွက်ပြင်ဆင်ပါမယ်ငါးဦးကြီးပြည့်နှက်နေတဲ့ငါးမကြီးရွက်ချင်းဆက်ဟင်းလေးရရှိပြီဖြစ်ပါတယ်အားလုံးပဲအဆုံးထိရှိပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်